မော်လမြိုင်မျိုးသားတွေအတွက်မြန်မာငွေ8000တောင်းရှိအောင်နဲ့အခုလိုမျိုးကြက်ပေါင်ကျော်တိုးစရာအစုံဟင်းချိုအရန်ဟင်းနဲ့အတုပ်တွေအပြင်အချိုဝဲပါတခါတဲ့အပအပြင်ဆွဲလို့ရမယ်ပွင့်တာတလားလောက်ပဲရှိသေးပေမဲ့အရန်စားကောင်းတဲ့အပြင်ဝန်ဆောင်မှုကလည်းအရန်အောင်မှကောင်းနေဆိုပြီးနာမည်ကြီးနေတဲ့ဝါရိတ်စကောထမင်းဆိုင်အစ်စ်လေးစီကိုဒီတီယာခေါ်သွားပြပါမယ်နော်လူဆိုင်လေးမှာကရွေးချယ်စရာစကောထမင်းပေါင်းမျိုးစုံရှိပေမဲ့ပဲပတ်စားစရာဟင်းလေးတွေကတော့ခြေလေးချောင်းသားကလွယ်ကျန်လာရပါတယ်ရှင်အချိုရည်လေးတွေကလည်း2500 3000ပဲရှိရပေါ့နော်ဒီတို့မှာလေးကတော့2ယောက်စာတစ်ပန်းကို1ယောက်1000နှုန်းနဲ့တစ်ပန်းကို2000ပါရှင်ဒါပေမဲ့ကိုကဒီလိုမျိုးဘန်းကြီးမစားချင်ဘူး1ယောက်တည်းပဲစားချင်နေဆိုရင်လည်းဘန်းအသေးလေးရှိရဲသူကတော့8000ပေါ့နော်ဒီတို့စားရဲ့နေကတော့တိုးစရာကတော့တငင်းတီကော်ပီတုံးမိုလာဥနီခရမ်းကျင်တီတခွားတီလုံးမတွေတီအစုံပေါ့နော်6မျိုးလောက်တော့ရှိတယ်ပြီးတော့အရန်ဟင်းအနေနဲ့ကကျတော့ပြောင်းမှုကြော်ထည့်ထားပေးတဲ့အပြင်အတုပ်အနေနဲ့ကတော့မြင်းခွာရွက်တုပ်ပါတယ်အချိုပွဲအတွက်ကတော့အုံသီးကြောက်ချော်ထည့်ထားပေးရပေါ့နော်ထမင်းအနေနဲ့ကတော့ကြွငန်းပြားကြီးချက်ထမင်းမှာထားတယ်သူကလေထမင်းနဲ့ရောနေရဆိုပြီးတော့လောကပေါ်ပြပြမျိုးမဟုတ်ဘူးပြနစ်လေးနဲ့ကိုအိမ်မှာတုပ်စားသလိုပဲတကယ်ကို share တုပ်တာပေးတာဆိုင်မှာချင်မောင်ထမင်းနဲ့လည်းစားကောင်းတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ဒီလိုရောက်သွားတဲ့အချိန်ကနောက်ကျတော့လို့ချင်မောင်တော့မရတော့ဘူးတစ်မျိုးကတော့ငါးထမင်းနဲ့ပါငါးထမင်းနဲ့လောကငါးဖက်တယ်နဲ့တော်တော်လေးကိုထုတ်လေးနဲ့တော်တော်စားကောင်းတယ်ငရုတ်တီလေးတွေပါပါတယ်ပေါ့နော်ဒီလေဒီအရန်ကြိုက်တဲ့ကြက်ပေါင်ကျော်သူကကြက်ပေါင်အယိုးချိုးပြီးတော့မှားတာပြီးသားပေါ့နော်ပေါင်ကိုသူကဒီနေ့ရောင်ဒီနေ့ကြော်တာမျိုးမဟုတ်ပေနဲ့တရက်တီးတန်းနှက်ပြီးမှပေါ့နော်တေချာကြော်ပေးတာမျိုးပါတစ်မျိုးကတော့မြင်းခွာရဲတုပ်ပေါ့နော်အရားသာကတော့အိမ်ကအမေတုပ်ပေးတဲ့အတိုင်းပဲအရန်ကို TMI Greek ပေါ့နော်ဒါလေးကတော့ပြောင်းမှုကျော်သူလေးလက်စားကောင်းပါတယ်နောက်ဆုံးမှတိလိုက်ရတာဘာလို့သူဆိုင်အရန်ကောင်းလဲဆိုပြီးပြောနေကြရလဲဆိုတော့တေချာတိလိုက်ရတယ်တော်လေးကိုစားကောင်းတယ်တမျိုးမှပြောစရာမရှိဘူးပေါ့နော်ဒါကတော့အရန်ကြိုက်လို့နောက်တစ်ခါတော့စားပြမဲ့ဆိုင်ရမ်းမှာပါပါတယ်ဒါလေးကတော့သူဆိုင်ကချပေးတဲ့မုံလာဦးအချင်းဟင်းလေးပါရှင်ဆုံးမှာတော့ဒီကအချိုပွဲလေးနဲ့အစုံတက်လိုက်ပါတယ်အချိုပွဲလေးကတော့အုံသီးနဲ့မမွေးလေးနဲ့ကြောက်ချော်လေးပါရှင်စားကောင်းတာလေးများစားရရင်ရုပ်ကတော့အဲ့လိုပဲပေါ့နော်တိုင်ဖွင့်ချိန်လေးကတော့မနက်10:00 နာရီခွဲကနေည8:00 နာရီဆိုပြီးမဲ့ဘောတမင်ရတဲ့ချိန်လေးကတော့မနက်10:00 နာရီခွဲကနေညနေ9:00 နာရီထိပါရှင်စောသွားရင်တော့ပို့ပြီးတော့စုံနေပေါ့နော်တိုင်ပရက်လေးကတော့တနင်္လာနေ့တိုင်းပိတ်ပါတယ်ရှင်အလေးစာလေးကတော့မော်လမြိုင်ဈေးချိုမီပွိုင်းနာဘီပပကလေးပစ္စည်းစာရဲ့မျက်စောင်းထိုးကယူဇနာလမ်းနဲ့ဝင်သွားပါတယ်ရှင်ဝင်သွားရင်တော့ညာဘက်မှာစိုင်းပုံလေးတွေ့ရင်တော့ဒါဝါရိတ်စကောထမင်းဆိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုဒီထိရောက်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆိုကြမယ်နော်အားလုံးပဲဒါပါ